ဓမ္မဒေဝတိကဆိုတာဘာလို့ဆိုဆရာကမပေးဘူးဆရာရဲ့ဝကြည်ဝငယ်တုံးမယ်နော်ဆရာရဲ့ဝိယဝိစာတွေလုပ်တယ်ပတ်စပ်ပေးတဲ့နဲ့ကလေးတွေကဆရာဝိယဝိစာလုပ်ဆရာမလုပ်သူကအဲ့ဒီခေတ်ကထုံးစံရှိတယ်ပတ်စပ်ပေးတဲ့မယ်ဆိုရင်ကိုပညာပဲသိအောင်ပါသူကတော့မဟုတ်ဘူးဆရာကြီးစီချင်းကပ်ပြီးတော့သူခိုင်းတဲ့ဝိယဝိစာတွေအကုန်လုံးလုပ်ပါမယ်သူမှငွေကြေးတနာမပါဘူးဆိုတော့ဆရာလည်းအဲ့ဒါခွင့်ပြုလိုက်ပြီးတော့သူပညာသင်ပေးလိုက်တယ်ရှိကစိတ်ပညာသင်တယ်ဆိုတာဟာပဲ medicine ခေတ်ကိုနော်သစ်ပင်နေနဲ့သစ်ပင်တွေကထွက်တဲ့သစ်ဖူးတွေနဲ့ယောဂါကိုခုစားတဲ့ခေတ်ကိုအဲ့ဒီခေတ်ကအဲ့တော့ဘုဒ္ဓနီဆိုတဲ့ပညာရက်ကိုဖတ်ကြည့်လိုက်ပဲဆိုလို့ရှိရင်သမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာပထမရှာစုနှစ်ဒုတိယရာစုနှစ်ဘုဒ္ဓနီရဲ့ပညာရက်ရဲ့ပထမရာစုပထမရာစုနှစ်တွင်မှာလူတွေကဘယ်အသီးကစားကောင်းတယ်ဘယ်ပင်ကစားကောင်းတယ်ဘယ်ဟာကစားကောင်းတယ်ဘယ်ဟာမစားကောင်းဘူးအဲ့လိုပဲသိတယ်ပထမရာစုဒုတိယရာစုရောက်တဲ့အခါကျတော့တိုးတက်လာတယ်ဘယ်ပင်ဘယ်ရွက်ကဘယ်ယောဂကိုပျောက်စေတယ်ဆိုတာသိလာတယ်စားကောင်းမစားကောင်းသိတာပထမအဆင့်နောက်ဘာယောဂကိုကုလို့ရတယ်ဘာယောဂကိုပျောက်စေနိုင်တယ်ဆိုတာဒုတိယအဆင့်ခဏိခေဘုဒ္ဓတိကျတော့အဲ့ဒါတွေမကတော့နော်သစ်ပင်နဲ့ပတ်သက်လာတဲ့အခါအသေးစိတ်ဘယ်လိုစိုက်တယ်ဘယ်လိုပြောတယ်ဘယ်လိုကာကွယ်တယ်ဒီသစ်ပင်တွေကဘယ်လိုပေါက်တယ်ဆိုတာကစအသေးစိတ်လေ့လာတော့ဘုဒ္ဓတိယဒီနေ့ခေတ်မှာတော့ကျေပြန့်ဆုံးဖြစ်သွားတယ်အဲ့တော့ဇီဝကခေတ်တုန်းကခုနဘယ်အသီးပဲရွက်ဘယ်အမြစ်ကဆေးပဲဝင်နေဘယ်ဟာကုနိုင်တယ်ဘယ်ဟာကအစိတ်ဖြစ်တယ်ဆိုတာတွေကိုခွဲခြားသိနိုင်တဲ့အဆင့်ယောဂကုသတဲ့အဆင့်ဟာဒါဇီဝကတို့ပညာသင်တဲ့အချိန်ပိုင်းကအဲ့ဒါလောက်ပဲသိတယ်အဲ့လောက်သိတယ်နောက်ဆုံးသူပညာသင်လိုက်တာ9နှစ်လောက်ထိအောင်ကြာသွားတယ်အဲ့တော့ပညာသင်နေဆိုဘာလို့ရတော့ဆိုသစ်ပင်ကြီးနာမည်ကျက်ရမှာပေါ့နော်ဒီသစ်ပင်ရဲ့အကျိုးဆက်တွေကျက်ရမှာပေါ့သူပေါက်တဲ့သစ်ပင်တွေအကုန်လေးလာရတယ်မိနာမနဲ့လေးလာရမယ်အဲ့တော့သူဟာကြိုးစားပြီးတော့ကြက်မှတ်လိုက်တာသူသင်တာဘဟုံစကနာတိဒီနေ့ဆိုရင်အများကြီးသင်တယ်လဟုံစကနာတိမြန်မြန်ကြီးနဲ့သင်တယ်ဒီနေ့စာအများကြီးကျက်တယ်သူဂိတံစနာပမုတ်တတိသင်ပြီးသားလည်းဘယ်တော့မှမမေ့ဘူးမမေ့အောင်လုပ်ထားအဲ့ဒါလို့လှုပ်ထားတောင်း9နှစ်လောက်ရှိသွားပြီဒီပညာလမ်းမဆုံးသေးဘူးဖြစ်နေဆရာကြီးစီသွားမေးတယ်ဆေးပညာလမ်းမဆုံးသေးဘူးသူသင်တာလဲ9နှစ်ရှိသွားပြီဆိုတော့ဆရာကြီးကဆေးပညာရဲ့အဆုံးမင်းရဲ့ပညာဘလောက်တိုင်းတာရှိပြီလဲဆိုစောင်းဝဲစစ်တဲ့သဘောပေါ့ခုခေတ်လို့ on paper နဲ့ဖြေရတာတော့မဟုတ်ဘူးဆရာကြီးကတကယ်လေးတစ်ချောင်းပေးလိုက်တယ်သွားဟောဒီတယုဇနာအတွင်းမှာရှိတဲ့သစ်ပင်မျိုးစုံအဲ့ဒီသစ်ပင်တွေတပင်မှမကြံစေနဲ့အကုန်ကြည့်အသုံးမဝင်တဲ့အပင်တွေ့ရင်ယူခဲ့ဒီပင်ကတော့စိတ်သုံးလို့မရဘူးလကပဲဒီပင်အဲ့ဒီလိုပင်တွေ့ရင်ငါစီကိုယူခဲ့လို့ဆိုတရွင်းလေးတစ်ချောင်းပဲပေးပြီးတော့စောင်းမွေးဖြစ်ခိုင်းလိုက်တာပေါ့နော်အဲ့သူတို့ခေတ်ကအဲ့တော့အနိပတ်ဆိုတာတယုဇနာလို့ဆိုတာခုခေတ်လိုပြောရင်10မိုင်အတွင်းမှာရှိတဲ့ပြည့်နဲ့တစ်ပင်တွေကိုအကုန်လိုက်ပြီးတော့သူစူးစမ်းတဲ့အခါသူသိတာတွေပဲဒီပင်ကပါအသုံးဝင်တဲ့အခောက်ကပါလို့ရတယ်အပွင့်ကပါလို့ရတယ်အသီးကပါလို့အမြစ်ကပါလို့ရမယ်ကုန်သိမသိတဲ့ပင်တစ်ပင်မှမရှိဘူးအကုန်သိပြီးတော့ဆရာကြီးစီပြန်လာတယ်ဆရာတစ်ပင်တွေကောအောင်ကျွန်တော်လေ့လာခဲ့ပြီဆေးပဲမဝင်တဲ့ပင်မတွေ့ခဲ့ဘူးဒါဆောက်ပွဲအောင်သွားပြီသူဆရာကြီးအဲ့ဒါဆိုမင်းပညာပြည့်စုံပြီပြန်တော့ပြန်လွတ်လိုက်တယ်ရိတ်ခါကိုနည်းနည်းလေးပေးလိုက်တယ်သူခ
ရက်ဘယ်နှမဝေးတယ်လေတက္ကသိုလ်ကနေပြီးတော့ရာဇကြိုထိအောင်ပြန်မှဆိုခီးဝေးတယ်ရှိတ်ခါကိုနည်းနည်းလေးပဲပေးလိုက်တာအဲ့တော့လမ်းမဲ့သူကတရက်နှစ်ရက်ပဲသူကဒီရိတ်ခါကကုန်သွားပြီဟိုဘက်ရောက်တဲ့အခါကျလမ်းမစားစရာမရှိတော့သူကလို့တော့စိတ်ကူရတော့တာအဲ့မှာအဲ့လမ်းမစိတ်ကူသွားတာပဲဒီလိုနဲ့သူကတမားတော်ဖြစ်သွားတယ်ဆိုတော့နော်စကားတောင်ရိုက်ဖို့ကောင်းတဲ့ဟာပဲဒီဘက်ကအကြောင်းကတော့အဲ့ဒါမှကောင်းတမားတော်ဖြစ်သွားဟိုရောက်တဲ့အခါကျတော့ပေမိသာရမင်းကြီးရဲ့ယောဂကိုကုရပထမကုလိုက်တဲ့အခါပေမိသာရမင်းကြီးဟာသူ့စေဘဝကပေးတယ်စေဘဝပေးတော့သူကမယူတဲ့အခါကျတော့ဘုရင်ကြီးကသူ့ရဲ့တမားတော်ရာထူးပေးထားလိုက်တော့အဲ့ဒါနဲ့သူကဘုရင်တမားတော်ဖြစ်သွားတာနောက်ပိုင်းကျတော့ဖះကိုလည်းစိတ်ကူပေးတယ်တန်ဃာတွေကိုလည်းစိတ်ကူပေးတယ်အဲ့ဒါမှတက်ကြွတဲ့တမားတော်ကြီးတူဖြစ်သွားတယ်ပေါ့ဒါထားတော့စီဝကဝတ္ထုတလောက်ပဲနော်သူ့အကြောင်းပြောမှဆိုလို့ရှိရင်တီးတယ်များတယ်ပေါ့နော်စီဝကဝတ္ထုဆိုတတ်ရှိတယ်အခုအဲ့ဒီသူလှူထားတာမြတ်စွာဘုရားကိုလှူထားတဲ့တည်းရဲ့ဥယျာဉ်ကြီးဟာဘာလို့တည်းရဲ့ဥယျာဉ်ကိုဘုရားလှူတော်လို့ဆိုမြတ်စွာဘုရားမကြမ်းမမာဖြစ်တဲ့အခါဝေလူဝန်ထီအောင်သွားရင်သိဝေးတယ်ဝေးတာနဲ့မြတ်စွာဘုရားမြို့နဲ့နီးမြတ်စွာဘုရားကိုပြုစုကုသလို့လွယ်အောင်လို့ဆိုပြီးသူတည်းရဲ့ဥယျာဉ်ကိုလှူထားလိုက်တာအဲ့ဒါနဲ့ယမယံခါမြတ်စွာဘုရားဝေလူဝန်ထီအောင်မသွားပဲနဲ့ဒီစီဝကရဲ့တည်းရဲ့ဥယျာဉ်နဲ့မှနေတယ်ဒီခိုက်မှာအခုလို့တစောင်းမုံလာပြီနေကြီးမှာရှဟံမော1250နဲ့အတူတကွစီဝကရဲ့တည်းရဲ့ဥယျာဉ်နဲ့မှသတင်းသုံးနေတယ်အခုလို့တစောင်းမုံလာပြီနေညအခါသမယအချိန်မှာအဲ့တော့ဒီအချိန်ကိုခံမှန်းကြည့်မယ်ဆိုလို့ရှိရင်ဗေမိတာရမင်းနန်းကျသွားတာမြတ်စွာဘုရားသက်80 60ကျော်80ပတ်ဝန်းကျင်မှာဖြစ်တယ်စီဝတိအစာတသက်နန်းတက်တဲ့ကဘုရားပြိဋိဘံမဆိုင်ခင်8နှစ်ဆိုဘုရားသက်တော်82နှစ်မှာသူကဗေမိတာရကိုနန်းချပြီးတော့ဘုရင်လောက်တာသူကအဲ့တော့ဘုရားသက်တော်82နှစ်မှသူနတ်တက်တယ်လို့ပြောတယ်အဲ့ဒီနောက်ပိုင်းမှာဖြစ်တဲ့အဲ့ဒီမှာသူ့ကိုအဇာတတကိုဘလို့ခေါ်တော့ဆိုရာဇာမာကရောအသတ္တတတုဝိဒေဟိပုတ္တောမင်္ဂလာတိုင်းကိုဆိုရတဲ့ဝိဒေဟိမိဖုရားရဲ့သားတော်ဖြစ်တဲ့အဇာတတလို့ဇာတတမင်းလို့အဲ့ဇာတတမင်းဟာကောမုဒိယသာတုမာတိနိယပုံနာယပုံနမာယရတ္တိယကောမုဒိဆိုတာဂျာဗန်နေပွင့်နေတဲ့ချိန်ဂျာဗန်နေပွင့်နေလားနော်ဂျာတွေပွင့်နေလားသာတုမာတိနိယဆိုတာမိုးလေးလပြည့်တာဒီနေ့ကမိုးလေးလကုံဆုံးသွားပြီနော်ဒီတစောင်းမုံလာပြီနေ့မှာမိုးရသည်ကုံဆုံးတာရွာကျင်တော့ရွာမှာပေါ့ဒါပေမဲ့မိုးရသည်ကကုန်ပြီဆောင်းမုံလာပြီနေ့ကနောက်ဆုံးနေ့ပဲအဲ့ဒီမိုးလေးလပြည့်သွားပြီးတော့မိုးရသည်ကုံဆုံးသွားတဲ့တစောင်းမုံလာပြီနေ့ဥပုပ်15ရက်နေ့မှာတဲ့ကောင်းကင်ယံကပြီးဝပြီးတော့အယောင်နေပြီးဝထွန်းတက်နေတယ်လာမင်းကြီးသားနေတဲ့နေ့မှာအိမ်မပြောခင်ဒီလာသာဆောင်ဘက်ကိုထွက်ပြီးတော့အမတ်ပေါင်းခြံရပြီးတော့ထိုင်နေတယ်ညညီလာခံပေါ့နော်အိမ်မပြောတော့အမတ်တွေခေါ်ထားပြီးတော့စကားစပြင်းပြောကြတယ်အဲ့ဒီမှာအထက်ကရာကသူ့ဘာလို့လာပြီးနေအခုလို့ညကြီးမှာဘာဖြစ်လို့အမတ်တွေနဲ့ညကြီးမှာနေရတာတော့လို့ဆိုသူကယောဂတစ်ခုဖြစ်သွားဖေဝိသရမင်းကိုထောင်သွင်းအကျဉ်းချသူ့အဖေကိုတတ်တဲ့ပိဋကရကကံကျွလွန်ပြီးတဲ့နောက်ပိုင်းမှာသူကညအိပ်ပြီးဆိုလို့